Hello မင်္ဂလာပါ Rosie တွေ့ရတာဝမ်းသာပါတယ်ညီမလေး Hello အမမင်္ဂလာပါတွေ့ရတော့ဝင်လာမလဲနေကဟာ ဒီကမ်းပါတယ်ညီမလေး Rosie ရဲ့အကြောင်းကိုအမကိုပြောပြပါလားညီမလေး ညီမလေးနာမည်ဝယ်ကြီးဟာညီမလေး refugee ချက်ဝင်နေတာနဲ့ဒီတော့ညီမလေးမိသားစုနဲ့ညီမလေးအစကလေးကိုမထောက်ကောနေတာပါလေညီမလေးရဲ့ဝန်ချမ်းတဲ့ချက်ပါလေဟုတ်ကဲ့ပါ ညီမလေးချမ်းတဲ့ဒုတိယအထင်တေးခဲ့ရတဲ့အတင်းတင်းရတာမို့အနေချင်းချမ်းပါလေတမီးကငါလေးအဖေဒီကရမယ်နဲ့你他是离后面可要送他买了那你们将比特币肉马尼亚那不太苦人当然是那么太把你苦你的那个是阿妈找我不要看烦了ပြောပြမှာပေါ့ညီမလေးအမဟာမြန်မာပြည်မှာနေပါတယ်မြန်မာပြည်ရှမ်းကုန်းမှာနေပါတယ်အမမောင်နှမ9ယောက်ရှိပါတယ်အမဟာဒီဩစတြေးလျပတ်ကို9ရက်9လ2016မှာအမရောက်ခဲ့ပါတယ်ရောက်ခဲ့ပြီးတော့အမဘယ်ဂါတိတ်မှာ full time student အမကျောင်းတက်ခဲ့ပါတယ်ကျောင်းတက်ပြီးတော့အမ9နှစ်လောက်ကိုကျောင်းတက်ခဲ့ပြီးတော့2022ဩဂတ်လမှာအမပြင်းထန်စွာဝေဒနာခံစားရပါတယ်ပထမဦးဆုံးအမဟာရင်သားကင်ဆာဖြစ်ခဲ့ပါတယ်ရင်သားကင်ဆာအနေနဲ့အမ full brain tumor ဖြစ်ခဲ့ပါတယ် full brain tumor အနေနဲ့ခြေထောက်3ကကျိုးခဲ့ပါတယ်အမတကိုယ်လုံးကိုအမ operation အများကြီးလုပ်ခဲ့ရပါတယ်ပြီးတော့အမကလေလက်လျှောက်လို့မရဘူးအမမီတာ50အထိပဲအမလက်လျှောက်လို့ရတယ်အမနည်းနည်းလေးဝေးသွားလို့ရှိရင်အမကို sport worker တွေလာပြီးကူညီပေးပါတယ်အမတရားခဲနေပါတယ်အမဟာယခုတော့ဒုက္ခိတဖြစ်နေပါတယ်ညီမလေးရဲ့ဘဝမှာညီမလေးဘာတွေလုပ်ခဲ့လဲdon't think quite not but something peanut peanut but some was starting the tape because we peanut the book we it sad when queer oh no go but oh no go Peter made exercise go no saber need John mom who said yeah no take it mom အမကတော့ငယ်ငယ်လေးတည်းကအမတချင်းဆိုတာဝါဒနာပါပါတယ်အမတချင်းဆိုတာလေ3မျိုးဆိုတတ်ပါတယ်မြန်မာလူလဲဆိုတတ်ပါတယ်အင်္ဂလိပ်လိုလဲဆိုတတ်ပါတယ်ကရင်တချင်းကိုလဲဆိုတတ်ပါတယ်အမဖယားเจ้าနေမှာရှိတဲ့နေရာတွေကိုတွားပြီးတော့အပတ်တိုင်းအမတချင်းဆိုပါတယ်အမရဲ့ဖြစ်နေတဲ့ယောဂအားလုံးကိုမိတ်ဆွေတွေရောပရိသတ်တွေရောအားလုံးကိုအမဝေငှပြီးတော့တတိခံပြီးတော့အမရဲ့ရင်တွင်းဖြစ်အရာလေးကိုအမပြောပြပါတယ်ညီမလေး
ညီမလေးပညာသင်မှုတက်ကိုညီမလေးဘာအခွင့်အရေးတွေရခဲ့လဲညီမလေးအမကိုပြောပြပါလား ထိတ်မှန်တော့အခုညတော့ကြားတယ်ဒါပေမဲ့ယူနီတော့မရဘူးပေါ့ယူနီမဟန်တော့ကိုရဲ့ disability နဲ့ကိုရဲ့ဆိုင်ရ customize လုပ်ပြတာပေါ့ customize ကိုရဲ့အချင်းပေါ်ပြီးကြည့်ပြီးတော့လုပ်ပြတာပေါ့ကိုဆိုင်လုံးနေစင်တော့အချင်းပေါ်ပြီးတော့အချင်းပေါ်ပြီးတော့သူကကိုရဲ့ disability ကိုဒီလိုဘာလို့လဲဘာcandy လို့လုပ်ပြတာမို့ဒီထူးထူးခြားတော့teacher assistant ရတယ်ဒီမှာကတော့ teacher assistant မရဘူးဘာလို့လဲ sport ဖြစ်ပြီးတာအမကြတော့တချင်းဆိုတာကိုဝါသနာပါပါတယ်အမကတချင်းဆိုခြင်းအဖြစ်အမရဲ့ယောဂအားလုံးပျောက်ကင်းသွားတယ်လို့အမခံစားရပါတယ်အမဒီမှာရှိတဲ့အဖွဲ့အစည်းတွေကိုအမဆက်သွယ်တယ်အမအရင်ဆုံးအမဒီတချင်းဆိုရမယ် language လေးတွေမြန်မာဆိုလဲမြန်မာအင်္ဂလိပ်ဆိုလဲအင်္ဂလိပ်ကရင်ဆိုလဲကရင်အဖွဲ့အစည်းတွေနဲ့အမဆက်သွယ်ပါတယ်သူတို့စီမှာအမအကူအညီတောင်းပါတယ်တောင်းပြီးလို့ရှိရင်အမကလေအဲ့တချင်းလေးကိုဆိုခဲ့ပါတယ်အမ multicultural service မှာလဲအင်္ဂါနေ့မှာဆိုတချင်းဆိုတလို့ကြံတာပတိနေ့မှာဆိုလဲမာရပိုကာ community choir ဆိုတဲ့အရာကိုလဲဖွင့်ထားတော့ညနေဘက်မှာအမသွားရပြီးတော့တချင်းဆိုပါတယ်တချင်းဆိုတဲ့အရာလေအမကိုအမဆိုလိုက်တဲ့အရာကိုပရိသတ်တွေကလည်းနှားထောင်ပြီးတော့အမသူတို့ကိုကြည့်ပြီးတော့အမအရင်ပျော်ခဲ့ပါတယ်။ဘာကြောင့်ပျော်ခဲ့လဲဆိုတော့ငါတချင်းလေးကိုသူကချိုက်ပါလားဆိုတဲ့တချင်းလေးကိုအမလေးအဲ့လိုမျိုးဆိုပြချင်းအားဖြစ်ပေါ့နော်အမရဲ့ခန္ဓာကိုယ်မှာရှိတဲ့ယောဂအားလုံးဆွဲထုတ်သွားတယ်လို့အမခံစားရပါတယ်အဲ့ဒါကြောင့်အမရှိတဲ့အဖွဲ့အစည်းတွေကိုတွားတယ်တိုင်မင်းတယ်လေ့လာတယ်အမတချင်းဆိုခဲ့ပါတယ်ညီမလေးကိုယ့်ရဲ့ဘဝတူဒီကိုညီမလေးဘာအကြံဉာဏ်များပေးချင်ပါတယ်လေအမကိုပြောပြပါလား ကျောင်းနေတဲ့သူတွေကိုတော့ကျောင်းကိုဆရာမကျောင်းဆရာမတွေပြောပါမယ်ပြီးတော့ကျောင်းဆရာမတွေမင်းတို့ရတယ်မင်းတို့like online ဝင်ကြည့်လို့ရတယ်ကိုကြိုက်တဲ့password လုပ်ဖို့ပြီးတော့နောက်မင်းတို့ take part ကမျိုးမင်းလို့ရတယ်နိုင်အချင်းနဲ့နေရprogram နဲ့ပါချီလေနော်မင်းလို့ရတယ်နော်သူက online မှာနဲ့ကြည့်လို့ရတယ်မတော်ခင်ပေါ့ online မှာကြည့်ပေါ့ပြီးတော့uni အများကြီးပါတယ်uni ကိုရဲ့ဒီကြည့်လို့ကိုရဲ့စာရေးကြည့်လို့ကိုဘာလို့အဲ့ဒါတော့သူကလုပ်ပြတယ်uni တော့သူက customize ကိုလိုအဲ့ဒါကိုလိုအဲ့ဒါဥစ္စာမျိုးတော့လုပ်ပြတယ်ပေါ့ပုံစံအဲ့ဒါလို့ဥစ္စာလုပ်ပြတယ်ဒီတော့last semester တော့ student ကိုလို့ရတယ်တော့ကိုရင်ပြတယ်ပေါ့
엄마, 음, 누나한테 친구들, 그리고 거기는 애들 베이킹은 အမလိုအမဒုက္ခိတလိုဖြစ်နေတော့မိတ်ဆွေများကိုလည်းအမကအကြံဉာဏ်ပေးချင်ပါတယ်လုံးဝစိတ်တက်မကြပါနဲ့အာတင်ထားပါဘာကြောင့်လဲယောဂဖြတ်တန်းနေတဲ့အချိန်မှာကိုရဲ့ဘာနှစ်သက်တယ်လဲနှစ်သက်တဲ့အရာကိုလုပ်ပါအဲ့ရပေါ်မှာပဲမနေပဲနဲ့ကိုရဲ့အိမ်နီးချင်းကိုမေးပါကိုရဲ့အတိုင်းဝိုင်းကိုမေးပါကိုဘာပညာဘာစကားတက်လဲတက်တဲ့နေရာကိုတွားပါတွားပြီးလို့ရှိရင်မေးပါကိုဘယ် program မှာဘယ်ဟာတွေကိုဆိုရမလဲဘယ်အရာတွေကိုဘာလုပ်ရမလဲဆိုတဲ့အရာကိုတချင်း program ရှိတဲ့နေရာရှိရင်လဲ program ရှိတဲ့နေရာကိုတွားပြီးတော့မေးပြီးတော့တီဆိုပါနောက်ပြီးတော့အမားလိုရင်နာကင်ဆာဖြစ်တဲ့သူတွေ full brain tumor ရှိတဲ့သူတွေခြေကောက်ကျိုးနေတဲ့သူများရှိခဲ့ရင်လဲအားမငယ်နဲ့ဇွဲမလျှော့နဲ့ဖျားဖို့ဆုတောင်းမှာကျမတို့တွေဒီမှာဘလို့ပဲယောဂခက်တန်းနေရတဲ့အချိန်တွေဖြစ်နေပါစေဆရာဝန်ရဲ့ treatment ကိုယူပါဆရာဝန်ကတမားတော်တွေရဲ့နေတဲ့စစ်တူနာပြုတွေဆရာဝန်တွေအားလုံးကအမားတို့ရဲ့ယောဂမှန်သမျှအားလုံးကိုသူတို့ကပျောက်ကင်းပေးအောင်ကုသပေးနိုင်တဲ့အတွက်ဆေးရုံကိုလည်းသွားပါမရှက်ပါနဲ့မကြောက်ပါနဲ့ဆရာဝန်နဲ့တိုင်ပင်ပါအမားတို့ရဲ့ဒီလိုမျိုးပေါ့နော်အမဆိုဒုက္ခိတဖြစ်နေတယ်လမ်းကိုလည်းအဝေးရှောင်လို့မရဘူး sport worker တွေလာရတယ်အမကိုရေချိုးပေးတယ်နောက်ပြီးတော့အမလက်ဆောင်မဲ့လေ့ကျင့်ခန်းတွေစီကိုအမသွားတယ်သွားပြီးတော့လေ့ကျင့်ခန်းကိုမှန်မှန်လုပ်တယ် speed therapy ကိုလည်းအမသွားရပါတယ်စကားပြောတဲ့အခါတခါတလေအမမှားတဲ့အရာလေးတွေရှိနေတော့သက်ဆိုင်ရာအဖွဲ့အစည်းတွေရှိတဲ့နေရာကိုသွားပါဒီနိုင်ငံမှာရှိတဲ့ဒီဩစတြေးလျမှာရှိတဲ့အစိုးရမင်းတွေအားလုံးကအမားတို့လိုဒုက္ခိတဖြစ်တဲ့လူတွေအားလုံးကိုသူတို့ကကိုယ့်ရဲ့သားသမီးလို့ရင်ဝယ်ပိုက်ထွေးပြီးတော့အမားတို့ကိုကြည့်ရှုတယ်စာမတယ်စောက်ရှောက်တယ်အဲ့ဒါကြောင့်လေအစိုးရမင်းအားလုံးကိုအမကအထူးပဲကျေးဇူးတင်ပါတယ် God bless you all love you all 지금은 몇 킬로 말해?